ပါတယ်ရှမ်းလာကောင်စီခဏစစ်ရှိနေမြို့သားတွေထုတ်ပြန်ကြေညာချက်2026ခုနှစ်ဖေဖော်ဝါရီလ20ရက်မိမိတို့ရှမ်းလူမျိုးများ၏မြို့ဖလားအမွေစက္ကန့်တိုင်းတကြီးရွာတကြီးအုပ်ချုပ်ရေးစနစ်မှာဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တို့ပြောင်းလဲကျင့်သုံးရန်အတွက်ဖလားမြို့တွင်ရှင်းပြည်သူ9000ခန့်ကျော်ကရွေးချယ်ဆုံးဖြတ်ခဲ့ဒီမှာယနေ့2026ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့တွင်98နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါသည်။တော့ပါတော့လေယနေ့တွင်ချင်းအမျိုးသားပြည်သူများရွေးချယ်ပြုံးမှခဲ့သောဒီမိုကရေစီကိုပိုင်အုပ်ချုပ်ရေးစနစ်ကိုလက်တွေ့ကျင့်သုံးနိုင်ရတဲ့အသက်နဲ့ဘဝပေါင်းများစွာစတဲ့လက်နက်ကန်တော်လှန်ရေးကြီးကိုဆင်နွှဲနေရစေဖြစ်ပါသည်။ဒီတော်လှန်ရေးကာလတွင်မမီတို့ဌာနေဒေသကိုစွန့်ခွာ၍ရကြီးရာမြင့်လို့ရာချပေါ်ခြင်းသည်လွယ်ကူသောရွေးချယ်မှုဖြစ်နိုင်တော်လဲမိမိတို့၏အမျိုးသားတော်လှန်ရေးအတွက်မကန်သောရွေးချယ်မှုမဟုတ်ပါချင်းပြည်ကိုချင်းအမျိုးသားပြည်သူများအသက်သမိုင်းနဲ့အနာဂတ်တို့ဖြင့်ယင်းနှီးပြီးတည်ဆောက်ထားခြင်းဖြစ်ပါသည်ထို့ကြောင့်ယခုကာလတွင်အရွယ်ရောက်ပြီးတိုင်းချင်းပြည်သူပြည်ကိုမစွန့်ခွာဘဲကန္တအတ္တိမှချင်းပြည်ကာကွယ်ရေးနဲ့ချင်းပြည်ချွန်တိုင်းရပ်တည်ရေးအတွက်ပါဝင်ကြရမည်ဖြစ်ပါသည်ချင်းပြည်ချွန်ကောင်စီချင်းပြည်ချွန်ကောင်စီဖွဲ့စည်းပုံခြေခံဥပဒေ2023နှစ်ဤဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးမနာများကိုချင်းပြည်အစင်းနဲ့ဒေသန္တရအစင်းဟူရထားရှိပြီးပြည်သူများကိုဝန်ဆောင်မှုများပေးလိုက်ရှိပါသည်အချိန်တည်းတွင်ချင်းပြည်သူများနဲ့တရားသည်ရပ်တည်၍အကြမ်းဖက်စစ်တပ်ကိုနေစဉ်ရက်ဆက်တော်လှန်တိုက်ခိုက်နေပြီးချင်းအမျိုးသားဒေသပြည်ချင်းပြည်ဒေသပြည်ချင်းအမျိုးသားလုံးစစ်လုံးကြီးရွေးတဲ့တော့တဆက်မဲ့မဲ့ကြိုးပမ်းဆောင်ရွက်နေပါသည်ထောက်ပြန်စစ်အာဏာရှင်စနစ်အမြင့်ပြုရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်မိဘဒေါ်လာရေးအင်အားစုများနဲ့လက်တွေ့ချိတ်ဆက်ပြီးကြိုးပမ်းဆောင်ရွက်နေပါသည်ဒီနေ့တွင်အမျိုးသားရေးအတွက်အသက်နဲ့ဘဝဘေးလူဖြစ်ကြသောသူရဲကောင်းများအပေါင်းတို့အားဥယျာဉ်ခါရဝပြုပါသည်ချင်းပြည်သူများအနေဖြင့်လည်းသူရဲကောင်းအာဇာနည်များကိုလေးစားအောင်မြင်တဲ့ချင်းအမျိုးသားနဲ့အနှစ်သာရကိုနှလုံးသွင်းပြီးခရစ်စရှင်နဲ့မြောက်ချင်းအမျိုးသားနဲ့ကျင်းပကြပါရန်တိုင်တွန်းလို့ဆိုအပ်ပါသည်ချင်းပြည်ချင်းလာကောင်စီအားလုံးကိုကျေးဇူးတင်ပါတယ်